အားလုံးပဲမင်္ဂလာပါဒီနေ့လေ့လာမယ့်အစီအစဉ်လေးမှာတော့နေ့စဉ်မိဖို့ကြောင်းတိုင်းမှာတွေ့နေကြဖြစ်တဲ့တာမန်ဟင်းခတ်အမေလေးတခုအကြောင်းပြောပြသွားမှာပါကျက်သွန်နီအလွှာများကိုခွာကြည့်ခြင်းပေါ့တာမန်လို့ထင်ရပေမဲ့သူ့ရဲ့နောက်ကွယ်မှာရှေးဟောင်းတမိုင်းကြောင်းတွေနဲ့ organic ဓာတုပေးတာအထိတကယ်ကိုအံ့မခံရှုပ်ထွေးနှက်နေတဲ့အကြောင်းအရာတွေရှိနေပါတယ်ကဲကျက်သွန်နီရဲ့လျှို့ဝှက်ချက်တီကိုအတူတူဖော်ထုတ်ကြည့်လိုက်ကြအောင်နမကျော်ခရီးကဗျာဆရာဟိုမာရဲ့ Odyssey ထဲကတကယ့်ကိုအံ့ဩစရာကောင်းတဲ့စာသားလေးတစ်ခုနဲ့စလိုက်ချင်ပါတယ်။နေရောင်အောင်မှာတောက်ပနေတဲ့၆တွေ့နေတဲ့ကျက်သွန်နီအခွန်လိုနူးညံ့တဲ့အင်ချီကိုသူ့အသားပေါ်မှာငါတွေ့ခဲ့တယ်တဲ့။စဉ်းစားကြည့်ပါဦးတောက်ပတဲ့နူးညံ့တဲ့အင်ချီတစ်ထဲကိုကျက်သွန်နီအခွန်နဲ့ခိုင်းနှိုင်းထားတာလေ။ဒါကိုကြည့်ရင်ကျက်သွန်နီဆိုတာစားစရာတစ်ခုတက်တက်တယ်မဟုတ်ပဲရှေးခေတ်လူသားတွေပါအလီအမြတ်ထားခဲ့တဲ့ယဉ်ကျေးမှုတစ်ခုဆိုတာတွေ့ရမှာပါ။အပိုင်းတစ်ရှေးဟောင်းအလီယမ်အပင်လွန်ခဲ့တဲ့နှစ်ပေါင်းခွန်ဝုံကျော်ကလေးကကျက်သွန်နီဟာလူသားတွေရဲ့တမိုင်းမှာအရေးပါခဲ့တာပါအချင်းကာလကိုကြမ်းကြည့်မယ်ဆိုရင် BC 2000ဝန်းကျင်လောက်က Yale တက္ကသိုလ်မှာတင်ထားတဲ့ရှင်စာချက်တွေပေါ်မှာမက်ဆိုပိုတေမီယာချက်ပြုနည်းတွေကိုတွေ့ရပါတယ်ဒါဟာကမ္ဘာရှေးဆုံးချက်ပြုနည်းတွေထဲမှာကျက်သွန်နီကိုသုံးခဲ့တယ်ဆိုတဲ့အထောက်အထားပါပဲအေဒီယာဆိုရောက်တော့လဲ Pliny the Elder ကပုံပေးမြို့မှာစေဝါအဖြစ်သုံးခဲ့ပုံတွေကိုမှတ်တမ်းတင်ခဲ့ပါတယ်အန်အော့စရာကောင်းဆုံးကတော့ Egypt Pharaoh ဘူရင် Ramesses IV ရဲ့မမီယုံအလောင်းကျလုံးအိမ်ဒီထဲမှာကျက်သွန်နီကိုထဲသွေးမြုပ်နှံခဲ့တာကိုတွေ့ရတာပါပဲနောက်ပိုင်း AD ချစ်83ရောက်တော့မှအမေရိကန်နိုင်ငံမှာအလိုအလျောက်ကျက်သွန်စိုက်ပျိုးရေးနည်းပညာတွေအတွက်မူပိုင်ခွင့်ရစတင်ရယူလာကြတာပါကိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတစ်ခုရှိပါသေးတယ်အလုံးတိကျတဲ့ Chicago မြို့ရဲ့နာမည်ဟာမူလ American တိုင်းရင်းသားတွေရဲ့စကားလုံး Chicago ကနေဆင်းသက်လာတာပါတိုင်းရဲ့အသေးပဲကတော့အနက်ပြင်းတဲ့ကျက်သွန်နီတောင်းဟုတ် skunk ကောင်လို့အသေးပဲရပါတယ်မြို့နာမည်တော့ကျက်သွန်နီကနေပေးထားရဲဆိုတော့ပထဝီဝင်အနေထားနဲ့တမိုင်းကျောင်းမှာဘလောက်တောင်အမြင့်တွယ်နေလဲဆိုတာထင်ရှားပါတယ်နော်အပိုင်းနဲ့မဲရကြချင်းရဲ့တိပံပညာတမိုင်းကျောင်းတွေကနေခက်တဲ့မိဖို့ချောင်စီကိုတန်သွားကြရအောင်ကျက်သွန်နီလင်းဘာလို့မရကြရလဲဆိုတာလူတိုင်းကြုံဖို့မဲ့ပြဿနာတစ်ခုပါပဲတကယ်တရားခံကတော့ sim propanethial s oxide လို့ခေါ်ရဲ့ဓာတ်ငွေပါကျက်သွန်နီကိုလေးလိုက်တဲ့အခါထွက်လာတဲ့အငွေပြန်လွှဲတဲ့အရည်နဲ့ဓာတ်ငွေပါဒီဓာတ်ငွေလွှမ်းမင်းစီတဲ့ကအာယွန်ကြောတွေကိုတွားပြီးလှုံ့ဆော်တဲ့အတွက်ထိန်းချုပ်လို့မရပဲမြေရည်ကြီးကျလာရတဲ့ဖြစ်ပါတယ်တကယ်တော့ဒါဟာအပင်တွေကသူ့ကိုယ်သူကာကွယ်ဖို့ဖန်တီးထားတဲ့အရှင်းမြင့်တဘာဝကာကွယ်ရေးယန္တရားတစ်ခုပါပဲဖြစ်စဉ်ကဒီလိုပါဓာတ်နဲ့စာလီလိုက်တာနဲ့တပြိုင်နက်တည်းမှာပဲအလုံးမြန်ဆန်လာတဲ့ဓာတုတက်ပြုမှုတွေဆက်တိုက်ဖြစ်သွားပါတယ်ပထမဆုံးဆဲတွေပြည့်စည်သွားပြီး alanine လို့ခေါ်တဲ့ enzyme တွေထလာပါတယ်ပြီးတာနဲ့ amino acid sulfoxide တွေက sulfonic acid အဖြစ်ပြိုကွဲသွားပါတယ်နောက်ဆုံးမှာတော့ alpha enzyme ကနေမဲ့ရကြားစေတဲ့ဓာတ်ငွေအဖြစ်ပြောင်းလဲလိုက်တာပါပဲရိုးရိုးလေးပြောရရင်ကျက်သွန်နီကသူ့ကိုယ်သူကာကွယ်ဖို့ sulfur ကိုလက်နဲ့အဖြစ်ပြောင်းလဲသုံးလိုက်တာလို့ဆိုနိုင်ပါတယ်ဒါပေမဲ့မြေရေမချအောင်ကာကွယ်လို့ရတဲ့တိပြန်နီးချအချက်လေးတွေရှိပါတယ်ရေပုံပိုက်ခါနဲ့ရေစီးနေတဲ့အောက်မှာလီးတာမျိုးဒါမှမဟုတ်ရေစလုံးနဲ့စိမ်မီလီးတာမျိုးလောက်နိုင်ပါတယ်နောက်တစ်ချက်ကကျက်သွန်နီရဲ့အမြင့်ပိုင်းမှာဆာဖာရက်ပေါင်းအများဆုံးစုဝေးနေတာလို့အဲ့ဒီအမြင့်ပိုင်းကိုမဖြတ်ဘဲခြံထားတာကလည်းမျက်စိဆက်သားကိုတိတိတတ်တာတတ်တာစေပါတယ်တကယ်လက်တွေ့အသုံးကျတဲ့နီလန်းလေးတွေပါပဲအပိုင်း3မျိုးကွဲများနဲ့အပင်ထွက်ဓာတုပစ္စည်းများကျက်သွန်နီတွေမှာအယောင်တွေကွဲပြားတာနဲ့အမျှဓာတုဖွဲ့စည်းပုံတွေပါကွာခြားသွားတာပါမယ်ဥပမာအဝါရောင်ကျက်သွန်နီတွေမှာကျန်းမာရေးကြောကောင်းမွန်တဲ့ flavonoid ပါဝင်မှုအများဆုံးဖြစ်ပြီးတေချာကြော်လိုက်ရင်ချိုမြင်တဲ့အညိုရင်းရောင်ကိုပြောင်းသွားတတ်ပါတယ်တစ်ဖက်မှာတော့အနီရောင်ဒါမှမဟုတ်ခရမ်းရောင်ကျက်သွန်နီတွေကြတော့အန်တိုဆိုင်ယာနီလို့ခေါ်တဲ့ရောင်ချဲပစ္စည်းအနည်းဆုံး25မျိုးလောက်ပါဝင်နေပါတယ်ဒါကြောင့်လည်းအရသာကပိုပြီးဆူရှာပြင်းထန်တာပေါ့နောက်ထပ်အန်အောစရာတစ်ခုကကနန်း6ပါပြီကျက်သွန်နီအသေးလေးတွေ shallot မှာဆိုရင်အခြားသောအချိုးရသာရှိတဲ့ကျက်သွန်နီအကြီးတွေထက် polyphenol ပါဝင်မှုက6ဆတောင်ပိုများနေပါသည်အရွယ်အစားသေးပေမဲ့အာဟာရဓာတ်သိပ်သေးမှုပါတော့တကယ်ကိုအံ့မခံပါပြီအပိုင်း၄ caramelization အနုပညာအပူပေးလိုက်တဲ့အခါမျက်ရည်ကျစေတဲ့ယန္တရားကနေအရသာရှိတဲ့ဟင်းကအဖြစ်ကိုပြောင်းလဲသွားမှာပဲဒီလိုပြောင်းလဲဖို့အတွက်ကျက်သွန်နီကိုဘယ်လိုလီးဖြတ်တယ်လဲဆိုတာကလည်းအရေးကြီးပါပဲအလျားလိုက်လီးမယ်ဆိုရင်ကျက်သွန်နီအဖက်တွေမြပြတ်ပဲကျန်နေမှာဖြစ်ပြီးကန်လန်းဖြတ်လီးမယ်ဆိုရင်တော့ပြတ်ပြေးသွားပြီးစွပ်ဖြုတ်တွေ sauce တွေထဲမှာလဲလဲကူကူပြောခွင့်သွားမှာပါကာရမယ်ဖြစ်အောင်ကြော်မှာပထမဆုံးနဲ့ရေကြီးဆုံးအဆင့်ကတော့အဆိုတဲ့ထိန်းဖို့ပါတယ်မီးအေးအေးလေးနဲ့အဖုံးဖုံးပြီးချွေထုတ် sweating ပေးရပါတယ်ဒီလိုလှုပ်ချင်အားဖြင့်အဆိုတဲ့ကိုထိန်းထားနိုင်ပြီးအယောင်စောစောစီးစီးညိုမေးထားတာကိုကာကွယ်ပေးပါတယ်
အဲ့ဒီနောက်မှာတော့ကျက်သွန်နီလေးတွေပြုတ်ပြောင်းသွားပြီးအလင်းပေါက် translucent ဖြစ်လာတာကိုမြင်ရပါမယ်။ဒါဟာအဖုံးကိုဖွင့်ပြီးမီးအဖုချိန်ကိုအလဲလက်အထိတိုးပြီးဖို့အချိန်တန်ပြီးဆိုရလက္ခဏာပါပဲ ဒီအစ်စ်မှာတကယ် organic ဓာတုဗေဒဖြစ်စဉ်ဒီစတင်ပါပြီကျက်သွန်နီမှာတဘာဝတိုင်းပါဝင်တဲ့ sucrose တကြားရဟာ fructose နဲ့ glucose အဖြစ်ခွဲထွက်သွားပါတယ် fructose ကအပူချိန်130 degree Fahrenheit မှာကာရာမယ်စစ်ပြီး glucose ကတော့320 degree Fahrenheit ရောက်မှကာရာမယ်ဖြစ်ပြောင်းလဲသွားတာပါအချိန်တစ်ခုကြာတဲ့ခါမှာတော့အပြေဝကာမယ်ဖြစ်နေတယ်အရသာရှိပြီးရွှေညိုရင်းအောင်တန်းနေတဲ့ကျက်သွန်နီတွေကိုရရှိလာမှာတော့မှတ်သားစရာတစ်ချက်ကတော့ဂျေတာပါဝင်မှုများတဲ့ຫນွေဦးနဲ့ຫນွေရာသီထက်ကျက်သွန်နီမျိုးခွဲတွေဆိုရင်ဒီလိုအချိန်တွေရောက်ဖို့အချိန်ပိုယူရလိမ့်ရှိပါရဲ့နော် ဒီလိုအပြည့်ရွာကာရာမဲဆက်အောင်ချက်ဖြူထားရဲ့ကျက်သွန်နီယာဘလောက်တောင်အသုံးဝင်လဲဆိုရင်ပီဇာတွေခောက်ဆွဲတွေနောက်ပြီးအမဲသားကင်းတဲ့အရာသာကိုပါအဆင့်အတန်းတစ်ခုအထိပုံမကောင်းမွန်သွားအောင်မြင့်တင်ပေးနိုင်ပါတယ်တကယ့်ကိုအသုံးဝင်တဲ့ဟင်ခတ်အမဲတစ်ခုပါပဲ အဖိုင်းကကဘာလုံးဆိုင်ငါချက်လို့မှုအခြေခံ မိဖို့ချောင်းတဲကနေကဘာကြီးစီကိုအမြင်ချဲ့ပြီးကြည့်လိုက်ရအောင်ကဘာတဝမ်းကျက်သွန်နီထုတ်လုပ်မှုဟာတကယ်ကိုအမခန်းပါပဲ2020ခုနှစ်ရဲ့စာရင်းတွေရတရုတ်နိုင်ငံဟာတန်ချေ8သိန်းခွဲကျော်864,988တန်နှစ်ကဘာပေါ်မှာကျက်သွန်မင်းနဲ့ကျက်သွန်နီအသေးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ်ဦးဆောင်နေပါတယ်သူ့နောက်မှာတော့မာလီနဲ့အင်ဂိုလာနိုင်ငံတို့ကအတိအကျရပ်တည်နေကြပါတယ် ပိုပြီးအန်အော်ရှာကောင်ထန်ကစုစုပေါင်းထုတ်လုပ်မှုပမာဏပါ2022ခုနှစ်တင်းနှစ်တဲမှတင်တကပါလုံးကနေထုတ်လုပ်မှုဟာတန်ချိန်9တန်းနီးပါတီတီကြကြဆို4,900ရှိ10,615တန်အထိရှိခဲ့ပါတယ်ကျတော်နီဆိုတာလူသားအားလုံးအတွက်မရှိမဖြစ်အခြေခံစံနရိခတစ်ခုဖြစ်တယ်ဆိုတာဒါကတက်တည်ပြနေတာပါပဲနောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးကိုအတူတူစဉ်းစားကြည့်ကြအောင်ပါကာကွယ်ရေးရန်တရားတစ်ခုအနေနဲ့ဆာဖာကိုပြီးစုံစွာအသုံးပြုနိုင်တဲ့အပင်တစ်ပင်ဟာလူသားတွေရဲ့ဓာတုပေဒနားလည်မှုချက်ပြုတ်မှုအမှုပညာလေးနဲ့ပေါင်းစပ်လိုက်တဲ့အကဘာတဝိုင်းအောင်ကနှစ်တရလဲချုံမြင်တဲ့ဟင်းလျာတစ်ခုအဖြစ်ဘလို့များပြောင်းလဲသွားခဲ့ရတာပါလိမ့်နေ့စဉ်မြင်တွေ့နေရတဲ့ချက်သွန်နီလေးတစ်လုံးရဲ့နောက်ွယ်ကသမိုင်းတစ်ပံနဲ့အမှုပညာပေါင်းစပ်မှုဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်ဒီအကြောင်းအရာတွေကိုသိလိုက်ရလို့နောက်ထပ်ထပ်မံလေးလာစူးစမ်းခြင်းစိတ်တွေဖြစ်ပေါ်လာမယ်လို့မျှော်လင့်ပါတယ်အတူတူလေးလာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်